အာဖရိကမှာတက်ရှိတတဝါမှန်သမျှကိုကြောက်ရွံ့အဖြစ်ပြောင်းလဲပြနိုင်တဲ့တေမင်းတမန်အိုင်ကြီးတစ်ခုရှိတယ်ဆိုတာတင်သိပါသလားဒါကတော့ကင်ညာနယ်စပ်အနီးတန်ဇန်နီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့သွေးလိုနီရဲနေတဲ့ Natural အိုင်ကြီးပဲဖြစ်ပါတယ်အပေါ်ကနေကြည့်မယ်ဆိုရင်တော့ရွှေရောင်နဲ့အနီရောင်တွေချဲတက်ထားတဲ့မှတ်တစ်ချက်လိုအရန်ကိုလှပပါတယ်ဒါပေမဲ့ဒီလောက်လှပတဲ့အရာကဘာကြောင့်ဒီလောက်ထိကြောက်ဖို့ကောင်းနေရတာလဲအဖြေကတော့မီးတောင်လှုပ်ရှားမှုတွေကြောင့်ဆိုဒီယမ်ကာဗွန်နိတ်ဆိုဒီယမ်ကာဗွန်နိတ်တထုဓာတ်တွေပြည့်နေနေတဲ့ Great Rift Valley ရဲ့အောက်ခြေမှာရှိနေလို့ပါပဲဒီဓာတ်ပစ္စည်းဟာရှေးဟောင်းအီဂျစ်လူမျိုးတွေမမ်မီတွေကိုရုပ်အလောင်းမပုတ်အောင်ထိမ့်သိမ့်တဲ့နေရာမှာသုံးခဲ့တဲ့ပစ္စည်းမျိုးပါပင်လယ်နဲ့ဆက်သွယ်မထားတဲ့အတွက်ရေတွေဟာအာဖရိကရဲ့ပြင်းထန်တဲ့နေရာအောက်မှာအငွေ့ပြန်ကုန်ပြီးရေရဲ့အပူချိန်ဟာ60 Celsius ကျော်ထိရှိလာတယ်လို့ flow level ကလည်း10အထက်မှာရှိနေပါတယ်ဒါကြောင့်အရေပြားကိုတောင်လောင်ကျွမ်းစေနိုင်တဲ့အထိအစိတ်တောက်ဖြစ်စေပါတယ်ဒီအိုင်ထဲကိုမှားယွင်းဝင်ရောက်မိတဲ့တရဝမှန်သမျှဟာအသက်ရှင်ဖို့အခွင့်အရေးမရှိပါဘူးပြင်းထန်တဲ့အပူချိန်နဲ့စားဓာတ်တွေကခန္ဓာကိုယ်ကိုချက်ချင်းခြောက်သွေ့သွားစေပြီးကြောက်ရွံ့တစ်ခုလိုဖြစ်သွားအောင်ထိမ့်သိမ့်ပေးလိုက်တယ်လို့ဖြစ်သွားတာပါဒါပေမဲ့လည်းဒီလိုတေမင်းတမန်အိုင်ကြီးထဲမှာအသက်ရှင်တန်မှုတွေကတော့ရှိနေသေးပါပဲရေမျက်နှာပြင်အနှိမ့်ဆုံးအချိန်မှာဆိုရင်တော့ Flamingo 2000ပေါင်းများစွာဟာစားကုန်းလေးတွေပေါ်မှာသူတို့ရဲ့အတိုက်တွေကိုစောက်ကြပါတယ်အဲ့ဒီနေရာဟာတားရဲတိရစ္ဆာန်တွေရဲ့ဘေးကနေကင်းဝေးတဲ့အတွက်တက်ရှိအစ်စ်လေးတွေစတင်ဖို့အတွက်အလုံးကြုံဆုံးနေရာတစ်ခုဖြစ်လာပါတော့တယ်ကမ္ဘာတဝန်းကအချက်လက်တွေကိုသိချင်ရင်တော့ World Location ကို follow လုပ်ထားလိုက်ပါ